အပွင့်စင်ထဲမှာအကောင်းဆုံးဖြစ်တဲ့ရေစိုးစားပွင့်အကောင်းပိုင်းတွေဖြစ်ပါတယ်ဒါဆိုလို့ရှိရင်အပွင့်ကြီးကြီးအဆင့်တွေပေါ့နော်တရောင်ကိုကျွန်တော်တို့ဒီမှာ9လိပ်စီရှိပါတယ်ဒါကဖေးတာရောင်မှာဖေးတာပေါ်မှာဒါနှင်းစီပွင့်အကြီးတွေနဲ့ဆင်ထားတာဖြစ်ပါတယ်နောက်တစ်ရောင်ပြပေးမယ်နောက်တစ်ရောင်ကနော်ဒီအဖြူကံပေါ်မှာအပြာပွင့်ကြီးတွေပဲဖြစ်ပါတယ်နောက်တစ်ရောင်ပြပေးမယ်သူကပန်းရောင်ပေါ်မှာလိမ္မော်ရောင်နှင်းစီပွင့်ကြီးတွေဖြစ်ပါတယ်နောက်တစ်အောင်ပြပေးမယ်သူကသဇင်ဝါရောင်ပေါ်မှာအနီရောင်ပွင့်တွေပဲဖြစ်ပါတယ်နော်နောက်တစ်အောင်ပြပေးမယ်သူကအပြောင်ပေါ်မှာအစိမ်းအောင်ပွင့်တွေပဲဖြစ်ပါတယ်နော်မိမိစိတ်တိုင်းကြအရွယ်မှာယူနိုင်ပါတယ်အခုကျွန်တော်တို့ဒီပြထားတဲ့အရွယ်တွေကတော့တစ်ချက်ဆင်းပြီးအောက်ပြပေးလိုက်မိုးလို့ဆိုလို့ရှိရင်၃မိုးခွဲရှိမယ်အကျယ်ဆိုလို့ရှိရင်၉ပေခွဲရှိမယ်ကင်းဆိုင်ဂရင်ရယ်စင်ငယ်ဆိုင်ဂရင်ရယ်ဆက်ထားတဲ့မိသားစု၄ယောက်အကျိအိတ်လို့ရတဲ့ရွယ်ဖြစ်တယ်တချို့တွေက9ယောက်6ယောက်ဒီအိတ်ပါတယ်ကျွန်တော်ဒီချင်းတောင်တွေကိုအော်ရာကျုပ်လက်ရပြပုံစံနဲ့ချုပ်လုပ်ပေးထားတယ်လက်ရွဲပေါ်မှာအတွန်းတွေအများကြီးပါမယ်ကလက်ခံလက်ရွဲတွေနဲ့เนาะပါမယ်အမိုးတွေကိုလည်းခေါင်းရောခြေရောဖြောင်းနေအောင်ချုပ်လုပ်ပေးထားပါတယ်လောလောဆယ်အယောင်9ယောက်ရွေးချယ်စရာရှိပါတယ်ဥသူရပါမယ်တရောင်ကိုကျွန်တော်တို့9လိပ်စီပဲရှိပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်အဲ့ဆိုတော့